ဒီရှင်ဒီတိုင်းစက်တင်ဘာလ10ရက်နေ့ရောက်ပြီဆိုရင်ကျွန်တော်မှာရောရဲ့တာသမီးရောရဲ့မွေးမိမိတို့ရဲ့တာယာတာခါနာဆိုအကြီးအကျယ်ဆိုပြီးတော့ရှင်းပါလိမ့်ရှိတယ်ဒါဟာပြောရဆိုတော့မေတော့ချစ်လို့တယ်ပါမြန်မာစကားပုံမှာဂုံပြုထိုက်သူဂုံပြုပါဆိုတာရှိတယ်မဟောင်းချမ်းမှာဘုရားတည်တဲ့ပြီးတဲ့အင်ရှာကြောချာပါတဲ့ပုဂ္ဂိုလ်ကြီးများအာဗြဟံအိုင်ဇက်ဇေကပ်မိုးဆက်Elias, Samson, David, Judith, Esther, Samuel. Namiti popo ya miaishi. Ametro ya mwini chalo achemba chalo. Mero chalo mama achemba chale. Miena lai lo lai mo pa u. Kompiu thai lo kompiu na be ma le. Para mẹ em ơi đi cho nó cả chị mà giá trị sản tên đủ ăn mà lên đi xuống đến xây đủ sẽ trên phải ăn đủ giá em ơi sẽ phải mẹ ta đi mà lên xuống thế chân sa tan nam su nam na su ye chôn lo masuk mahas jangan soal kemarin generasi yang bercerita tentang Allah alamnya wajah alamnya duduk api cahaya sini tayahan mui nasu dalam dunia ini memang Allah tidak menyebut memang tidak menyebut Allah nanti jadi kuisi turi dari umum cedeng dari umum cedeng bahwa cara kaji itu hanya segala chính là tay để mà để bây giờ thì cái là này em còn đi lên ra được từ lúc đi lên tôi cũng là ông ấy phải này cái rồi nó mà từ lúc ông mà đây mình thì lúc này có chỉ để chơi mình làm nhớ tới những cái Thank you katanya amit baca yang habis ini umai taraninya dia yowe zaro sini Taurat ya lai ati minum ke dale tene mo ya namanya nama dia namanya mero ini cara sini nak buat Tajo, meroye mulia, sadanta suye, tagu anasate jasendeni, tapi mau bawa tema kenisnya adena sate wajaheni, ayah dari kita mulai kenisnya jauh cipta di dunia. Jadi kalau dia masuk di dunia ini, eropa ini macam mana? Mana itu sudah ketika dijauh memang. Kono apega, kono ikuti kami. Arab yang kono ati kita kenisnya mestinya dekat.
ရီတော်ကြာကြည့်မေတော်မသွေးတို့ဘယ် prophet ဘယ်အမျိုးသမီးအကြောင်းကိုသူတဲ့ဟောအပ်ချက်ရှိပါဒီအကြောင်းအရာအကြောင်းမေတော်ရဲ့လူတွေကိုကျွန်တော်တို့ဘောဆိုတဲ့ကျင့်ပါချက်ဖြစ်ပါတကယ်တော့ကျွန်တော်တို့မေတော်ဝိညာဉ်ကိုအတိအကျအတိအမြဲစက်တင်ဘာလ10ရက်နေ့မှာကျင်းပတယ်ဆိုရင်ဒီစက်တင်ဘာ10ရက်နေ့ကိုမေတော်ရဲ့အပြည့်အစုံတော်ဝိညာဉ်နဲ့ဒီတွေ့မယ်ဆိုရင်ဘူးအပြည့်နဲ့စက်တင်ဘာလ10ရက်နေ့မှာမေတော်ဝိညာဉ်ရဲ့တန်ခါချက်ဖြစ်တယ်လို့ဆရာတော်အနေနဲ့ဖတ်မှာမိပါအကြောင်းမေတော်အပြည့်အစုံရဲ့နေ့နဲ့မေတော်ဝိညာဉ်တို့ဟာကေတန်ရှိသမိုင်းမရှိမဖြစ်လို့အပ်တဲ့အရေးကြီးတယ်မေတော်မရှိရင်သာယာတို့ဒီကိုသူဆောင်တိုင်းမှာဟုတ်ဘူးသူလည်းချောင်းမယ်လေးပဲပဲဆိုတယ်ကျွန်တော်တို့ဒီနဲ့ဖတ်မှာမရဒီချက်ကိုစမှာတော့တမောင်ချအားကြီးတော့အားကြီးဆက်နာဘုရားလေးတော်လည်းအသွေးချီးသွေးတော်လည်းပဲမေတော်မွေးဆိုတာဘုရားရဲ့တော်တော်ဆက်တာပြီးဆုံးခြင်းဖြစ်တဲ့ကမ္ဘာလုံးသားဝမ်းမြောက်ရတဲ့အကြောင်းဒီရှိခေါ်ရတဲ့က prophet Isaiah ကလည်းမေတော်ကိုစီယွန်ပြီးတော့အပြုကရစင်တရားရိတိဆွေးပြီးအားယောက်ျားကိုပွားမြင်တော်ပြီးသူသားယောက်ျားအနေဟာအမနူအဲလို့ခေါ်တာ Isaiah ဟောအားငယ်ဆက်လေးမှာထပ်ပြီးတော့ခေါ်ပြခဲ့ပါတယ်အမှန်ကျမ်းစာရဲ့အစဖြစ်တဲ့ကမ္ဘာ့ချမ်းမှာ prophet Isaiah ချမ်းအမှန်ကျမ်းရဲ့အဆုံးဖြစ်တဲ့ຢာရဲချမ်းချစ်မေတော်ကိုဒီရုံးနဲ့ရှမ်းပိုက်များရှိတယ်မေတော်အပေဒီနဲ့မှာတာမန်ယုံတယ်အဖြစ်နာတို့လည်းခေါ်လို့ရတယ်ဒါဆိုရင်ဘုရားတော်ရဲ့ຢာရဲကိုပြလူတော့အဲဒီနဲ့တာမန်တော့ဦးချတဲ့ကိုဘူးဆိုတာကျွန်တော်တို့ပြောတဲ့ဘာသာတရားကြည့်ထားပါတယ်အဆွေမျိုးရဲ့ဝိနည်းကိုအောင်ဆုံးဖြစ်တော့ဘယ်လိုကျွန်တော်တို့ကျင့်ပါရမလဲဘယ်လိုလဲခိုင်းတဲ့အတိုင်းလုပ်ပါဆိုတဲ့အတိုင်းခိုင်းတဲ့လုပ်ရပြီဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့စီကြောချင်းမိပါတဲ့အချိန်မှာဘုရားဒီကိုစွန့်ကြတာပြည့်ကြတာလို့ဒီတဲ့အချိန်မှာပြည့်ကြပါပြီ
လောကမှာရောက်အောင်လုပ်ဆောင်တဲ့ပုဂ္ဂိုလ်ကြားရပြီဘယ်တော့မှကျမ်းပိုင်းရဲ့တော့ဝိသေစုပြီးအာရပါလားဆုပေါင်းခဲ့ပါပြီလောဘရဲ့နာမည်လို့ခဲ့ပြီဒါပေမဲ့အရေးကြီးတဲ့တစ်ချက်တော့ဘာဖြစ်မလဲစိတ်ထောင်းမှုကြီးစိတ်ပြမမှုဆိုတဲ့ဆိုလေးရှိကိုယ့်အပေါ်ပြမတဲ့သူများကိုကိုယ်လုံးမရှင်းစားပဲမေရောထာနာလေးနေတာရှိတော့ရင်တော့ကောင်းတဲ့ဆုများရတဲ့လောက်ရပါမှာဆိုတဲ့တတိယဆရာလို့တဲ့လို့ထိုက်တာလို့ချတော့မာချစ်တဲ့တန်လို့ကြိုက်တာပဲရှိတာကျွန်တော်တို့ကောင်းတာမှပြရအောင်ပါဆိုတဲ့ကျွန်တော်တို့ဘယ်တော့မှလည်းစောရကအခက်အခဲရှိတယ်ဒါသူကားစားအမေရှင်းချကြည့်တော့မေတော့အတူတူကိုယ်တော်ရဲ့အလိုအတိုင်း